တူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးတို့တွေလည်းရကြတယ်နော်ဒီဘက်မှာဆိုရင်နေတိုင်းရတယ်နော်အင်္ဂါနေ့တနေ့ရပဲကြီးတဲ့ရနေပြီးသူကတလုံးနဲ့ထိသွားတာကြံတဲ့ရက်တွေမှာနေတိုင်းရကြတယ်နော်ဒီနေ့မှာဆိုရင်လည်းမာဂီရဆိုရင်305ခွန်နော်အဲ့ဒီမှာဒီခွန်တလုံးနဲ့မနေ့ပိုင်းမှာခွန်လေးဆိုပြီးတော့သူကဆင်းပြီးသွားတယ်နော်ပတ်တိပေးတာက305ပတ်တိဒီညနေမှာပဲ305ဆိုပြီးတော့ဆင်းပြီးသွားတဲ့အတွက်အမျိုးတို့တွေနော်ဒီဘက်မှာဆိုလို့ရှိရင်ကျမဘက်ကတာဝန်ကြီးတယ်နော်အဲ့ဒါပြီးတော့ဒါကတပတ်စာဒါတပတ်စာလက်ဆောင်ကကလေးနော်မပြောက်ပတ်တီဟာဆိုရင်2 3 4နော်အဲ့ဒီမှာ2 3ဆိုပြီးတော့တစ်ချိန်ဆင်းနေဒီ3တလုံးနဲ့6 3ပြီးတော့3 6ဆိုပြီးထပ်ဆင်းနေဒီမနေ့မှာပဲဒီ4တလုံးနဲ့ခွန်လေးဆိုတာထပ်ဆင်းနေနော်ပြီးတော့အခွေလေးကတနင်္လာနေ့မနေ့မှာပဲ2 3ဆိုဆင်းနေပြီးတော့ပရိတ်က16ပရိတ်ပရိတ်မှာဒီမနေ့မှာပဲခွန်လေးဆိုပြီးတော့တိပရိတ်ဆင်းပြပါတယ်နော်ဒါကကျမကစနေနေ့တိုင်းလိုက်လွှင့်တာဖြစ်ပါတယ်နော်လိုက်လွှင့်တဲ့အခါမှာလည်းအမျိုးတို့ကိုစကွန်ရှော်လေးရိုက်ပြီးတော့ယူထားပါလို့ကျမအမြဲတမ်းမှာတယ်နော်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်လည်းအမျိုးတို့တွေအင်္ဂါနေ့တနေ့မှာပဲကီးလေးပဲထိသွားတယ်ကျန်တဲ့ရက်တွေမှာဒါအမျိုးတို့တွေမြင်တဲ့အတိုင်းပဲရတယ်နော်အဲ့ဒါဆိုတော့အဖွဲ့ဝင်နိုင်တဲ့အမျိုးတွေအတွက်ကိုလည်းကျမဘက်ကတာဝန်ကြီးတယ်เนาะဒီဘက်မှာဆိုရင်အဲ့ဒါပြီးသွားတော့ဒီဘက်မှာဆိုရင်ကျမရဲ့အဖွဲ့ဝင်တွေကိုဇာတိုးပတ်တီ2တလုံးပေးထားတာဖြစ်ပါတယ်ဒီ2တလုံးဟာဆိုရင်တနင်္လာနေ့မနက်မှာပဲသူက main order ကနေပြီး2 3ဆိုပြီးတော့ဆင်းပေးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကဆိုရင်ဒီမှာ2ကြိမ်အောင်မြင်မှုကိုရရှိတယ်เนาะကျမရောက်လာဆိုရင်ဒီကက်ကလေးတာဖြစ်ပါတယ်ဒါကျမ3ရက်အတွင်းအာမခံပေးထားတဲ့ကက်ကလေးနော်သူကတနင်္လာနေ့မနက်မှာပဲသူက2 3ဆိုပြီးဆင်းပေးသွားတဲ့အတွက်ကျမကနောက်တစ်ချိန်မှာလက်ဆောင်ဖြစ်နေကျမရဲ့အဖွဲ့ဝင်တွေကိုထပ်ပေးတာကရှစ်တလုံးဖြစ်ပါတယ်နော်ဒီရှစ်တလုံးကလည်းသူကဗုဒ္ဓဖူးနေ့ညနေမှာပဲသူက6ရှိဆိုပြီးတော့သူကဆင်းပေးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေဟာဆိုရင်3ရက်အတွင်းမှာပဲ4ချိန်အောင်မြင်မှုကိုရရှိတယ်နော်ဒီမှာက2ကြိမ်ခုနက2မှာကပတ်တီးနဲ့မင်းဩတွေက2ကြိမ်နော်ဒီမှာက2ကြိမ်ဆိုတော့3ရက်အတွင်းမှာ4ချိန်အောင်မြင်မှုကိုရရှိသွားတယ်နော်ပြီးတော့နောက်အပတ်အတွက်ကိုကြိုဝင်မဲ့အမျိုးတွေအတွက်ကကျမကဒီနေ့မှာပဲထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်နော်အဲ့ဒါကကြာသပတေးတောက်ကြအတွက်ကိုနော်နောက်အပတ်ကိုကြိုဝင်တဲ့ကျမရဲ့အဖွဲ့ဝင်တွေကိုကျမပို့ပေးတာဆိုရင်9တလုံးဖြစ်ပါတယ်အဲ့ဒီမှာဒူမိန်းတွေကနေပြီးတော့305ဆိုပြီးတော့ဆင်းပေးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကဒီပတ်မှာဆိုရင်6ကြိမ်4ရက်ထဲနဲ့6ကြိမ်အောင်မြင်မှုကိုရရှိသွားတယ်เนาะဒါကနောက်ပတ်အတွက်ကိုကြိုဝင်တဲ့အမျိုးတွေအတွက်ကိုပေးတာဖြစ်ပါတယ်เนาะဒီကက်ကလေးကအဲ့တော့လာမယ့်အပတ်မှာအဖွဲ့ဝင်မဲ့အမျိုးတွေကဇာတိုးပတ်တီတလုံး main or 3ကွက်ဒူ or 2ကွက်เนาะအဖွဲ့ဝင်မဲ့လူတစ်တွေကကျမနဲ့ဆက်သွယ်ပေးပါเนาะပြီးလို့ရှိရင်ဒီကိုလာပါเนาะအဖွဲ့ဝင်မဲ့ဆိုလို့ရှိရင်တောက်ကြညက်နေခဏန်းထွက်ပြီးတာနဲ့စပြီးတော့ဝင်လို့ရပါပြီเนาะကြိုက်နှစ်တက်မှုရှိမှဝင်เนาะမျိုးတို့အဲ့တော့ကျမရောင်းတာဆိုလို့ရှိရင်ဇာတိုးပတ်တီတလုံး main or 3ကွက်ဒူ or 2ကွက်တာဖြစ်ပါတယ်ကျမရောင်းတဲ့ခဏန်းကဒီဘက်လိုမျိုးအစိုးရဆင်းသွားခဲ့လို့ရှိရင်နောက်တစ်ချိန်မှာလက်ဆောင်အဖြစ်နဲ့နောက်တစ်လုံးကိုထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်เนาะအဲ့ဒါကအောင်မြင်သွားတဲ့အခါမှာနောက်တစ်ပတ်အတွက်ကိုကြိုဝင်မယ်ဆိုလို့ရှိရင်နောက်ထပ်ပြီးတော့ခဏအောင်ပို့ပေးပါတယ်เนาะအဲ့တော့စိတ်ဝင်စားမှုရှိတယ်ဆိုလို့ရှိရင်တောက်ကြညက်နေခဏထွက်ပြီးတာနဲ့အဖွဲ့စပြီးတော့ဝင်လို့ရပါပြီเนาะကျမကအဖွဲ့ဝင်များကိုတနင်္လာမနေ့10နာရီထိလက်ခံမှာဖြစ်ပါတယ်10နာရီနောက်ပိုင်းကိုတော့အဖွဲ့ပိတ်ပါပြီเนาะအဖွဲ့ဝင်ခြင်းနဲ့ဆန္ဒရှိရင်တော့စောစောစီစီလေးဝင်ထားပါเนาะတချို့ကလည်းတနင်္လာမနေ့ကျမှပြုံဆုံပြီးတော့ဝင်ကြတာရှိတယ်เนาะအဲ့တော့ကျမကစိုးရင်တာတစ်ချက်ကလိုင်းနေမကောင်းတော့အရန်ကြက်သွားလို့ရှိရင်မရောက်မှာကိုကျမစိုးရင်တာเนาะဝင်ခြင်းနဲ့ဆန္ဒရှိရင်တော့စောစောစီစီလေးဝင်ထားပါเนาะအဲ့တော့ကျမပေးလိုက်တဲ့ခဏန်းတစ်လုံးဟာအခုပတ်လိုမျိုးအစိုးကြီးဆင်းခဲ့မယ်ဆိုရင်ကျမကနောက်တစ်ချိန်မှာလက်ဆောင်အဖြစ်နဲ့ထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ကျမကကဏန်းများကိုတနင်္ဂနွေည9နာရီကနေစပြီးတော့ပြန်လည်ပို့ပေးမှာဖြစ်ပါတယ်10နာရီထက်နောက်မကြဘူးလို့ကျမဘကအာမခံပေးထားပါတယ်เนาะ
စိတ်ဝင်စားမှုရှိရင်တော့ကျမနဲ့ဆက်သွယ်ပေးပါနော်ဒါအဖွဲ့ဝင်မဲ့လူတည်တည်ကိုကျမပြောနေတာဖြစ်ပါတယ်အမြဲတမ်းကျမနဲ့လက်တွဲတယ်ကျမရဲ့အဖွဲ့ဝင်ဟောင်းတွေကတော့သိပါတယ်နော်အဲ့ဒါဆိုရင်ကျမတောက်ကြနေအတွက်ကိုပြပေးမယ်တောက်ကြနေမှာလဲကျမအကောင်းဆုံးရှာဖွေပေးထားပါတယ်နော်ခွန်9ပေါင်းမယ်နော်ခွန်9ပေါင်းတော့နှစ်ကို9နဲ့ပေါင်းမယ်နှစ်9ပေါင်းတော့1ပါဝါက6နှစ်ခက်က8 168ကဒီမနေ့ညမှာသူကဆင့်ပြရမယ်နော်ဘာဆင့်ပြလဲဆိုတော့6တိတ်ဆိုတော့6ကို1ကိုဆင့်ပြတယ်နော်မျိုးလို့အဲ့ဒါဆိုတော့နောက်တစ်ပင်နောက်တော့ရဲ့အတွက်ကိုဆက်ကြည့်မယ်8နဲ့2နဲ့ပေါင်းမယ်8နှစ်ပေါင်းတော့3ည3ညကို4နဲ့ပေါင်းမယ်3ညကို4နဲ့ပေါင်းတော့4ပါဝါက9 4ရဲ့နှစ်ခက်က2 4ကို2ကလည်းဒီမနေ့ညမှာသူကဆင့်ပြရမယ်ဘာဆင့်ပြလဲ2 6 3ည4ဆိုပြီးတော့2ကို4ရောဆင့်ပြသွားတယ်နော်အဲ့တော့ဆက်ကြည့်မယ်3ညနဲ့1နဲ့ပေါင်းမယ်3ညနဲ့1နဲ့ပေါင်းတော့1ကို6နဲ့ပေါင်းမယ်6ပေါင်းတော့ခွန်ပါဝါက2ခွန်ရဲ့နှစ်ခက်က3ညခွန်2 3ညကလည်းသူကဒီမနေ့ညမှာသူကဆင့်ပြရမယ်နော်ဗာဆင့်ပြလဲ9နှစ်1ခွန်ဆိုပြီးတော့2ကိုခွန်ဆင့်ပြသွားတယ်နော်အဲ့တော့ဆက်ကြည့်မယ်8နဲ့3နဲ့ပေါင်းမယ်8 3ပေါင်းတော့1ကို2နဲ့ပေါင်းမယ်1နှစ်ပေါင်းတော့3ပါဝါက8 3ရဲ့နှစ်ခက်က5 3ရှိ5ဒီမနေ့ညမှာသူကဆင်းရမယ်နော်မျိုးတို့ဗာဆင်းပြီးလဲခွန်5 3 6ဆိုပြီးတော့5ရဲ့3ရဲ့သူကဆင်းပြီးအဲ့တော့မနက်ဖြန်အတွက်ကခွန်နဲ့4နဲ့ပေါင်းမယ်ခွန်4ပေါင်းတော့1ကိုခွန်နဲ့ပေါင်းမယ်1ခွန်ပေါင်းတော့8ပါဝါက3 8ကနှစ်ခက်က1 8 3 1ကမနေ့ညမှာသူကဆင့်ပေးရမယ်နော်အဲ့ဒါဆိုတော့ဒီဘက်ကအချိန်လေးတွေကြည့်အောင်ဒီဘက်ကအချိန်က2ခွန်ပေါင်းမယ်2ခွန်ပေါင်းတော့9ထဲကြည့်တာက3ညသူကဒီ2ရက်အတွင်းနော်အဲ့ဒါပြီးတော့ဒီဘက်က3ခွန်ပေါင်းတော့3ညကို4နဲ့ပေါင်းမယ်3ညကို4နဲ့ပေါင်းတော့4sorry ဒီနီးနဲ့မရေးဘူးမေ့သွားလို့နော်3ညကို4နဲ့ပေါင်းတော့4ရဲ့နှစ်ခက်က2သူကဒီ2ရက်အတွင်းနော်2ရက်အတွင်းဆိုတော့ဒီဘက်ကပါဆင်းပြီးလဲ9 3ညက9 5 3ည3ဆိုပြီးတော့9ရော3ညရောဆင်းပြီးတယ်ဒီဘက်က4နှစ်အချိန်ကပါဆင်းပြီးလဲဆိုတော့3နှစ်ဆိုတော့နှစ်တစ်လုံးဆင်းပြီးတယ်နော်အဲ့တော့9နဲ့3နဲ့ပေါင်းမယ်9 3ပေါင်းတော့နှစ်ထည့်ကြည့်တာ3သူကဒီ2ရက်အတွင်း3 ပေါင်းမယ်3 ပေါင်းတော့6ကို6နဲ့ပေါင်းမယ်6 ပေါင်းတော့2ကနှစ်ခက်က4နှစ်4ရလဲဒီ2ရက်အတွင်းနော်အဲ့တော့ဒီဘက်က2 3ချိန်ကပါဆင်းပြီးလဲ4နှစ်လို့ဆင်းပြီးတယ်နော်ဒီဘက်က2 4ချိန်က4 1 4နှစ်ဆိုပြီးတော့သူကလည်းအပြီးဆင်းတယ်နော်ဒီဘက်ကလည်း2တစ်လုံးဆင်းတယ်အဲ့တော့ဆက်ကြည့်မယ်
ခွန်နဲ့နှစ်နဲ့ပေါင်းတော့9ထည့်ကြည့်တာ3ညဒီ2ရက်အတွင်း4နဲ့6နဲ့ပေါင်းမယ်4 6ပေါင်းတော့3ညကို2နဲ့ပေါင်းမယ်3ညကို2နဲ့ပေါင်းတော့2နှစ်ကဲနှစ်ခတ်က4သူကလည်းဒီ2ရက်အတွင်းအဲ့တော့ဒီဘက်က9 3ညအချင်းရဘာဆင်းပြီလဲ3ည4နှစ်3ညဆိုပြီးတော့ဒီက3ညတစ်လုံးဆင်းတယ်နော်ဒီဘက်က2 4ချင်းရနှစ်6နှစ်3ည3ည4ဆိုပြီးတော့နှစ်ကော4ရောသူကဆင်းတယ်နော်ဒီလိုလဲအပြီးဆင်းသွားတယ်နော်20ဆိုပြီးတော့အဲ့တော့ဆက်ကြည့်မယ်နှစ်နဲ့3ညနဲ့ပေါင်းမယ်နှစ်နဲ့3ညနဲ့ပေါင်းတော့နှစ်ထည့်ကြည့်တာ3နှစ်3ကဒီ2ရက်အတွင်း3ညနဲ့ခွန်နဲ့ပေါင်းမယ်3ညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ကိုဒီ3ညနဲ့ထပ်ပေါင်းတော့ခွန်ရဲ့နှစ်ခတ်က3ညသူကလည်းဒီ2ရက်အတွင်းအဲ့တော့ဒီဘက်ကနှစ်3ချင်းရပါဆင်းပြီလေ6နှစ်9နှစ်ဆိုပြီးနှစ်တစ်လုံးဒီဘက်ကခွန်3ညအချင်းရပါဆင်းပြီလေ1ခွန်ဆိုတော့ခွန်တစ်လုံးနော်ဒီဘက်ကနှစ်တစ်လုံးအဲ့တော့ဆက်ကြည့်မယ်6နဲ့2နဲ့ပေါင်းမယ်6နှစ်ပေါင်းတော့8ထည့်ကြည့်တာက9သူက2ရက်အတွင်း6နဲ့1နဲ့ပေါင်းမယ်6တိပေါင်းတော့ခွန်ကို2နဲ့ပေါင်းမယ်ခွန်2ပေါင်းတော့9ရဲ့နှစ်ခတ်က6 6ကဒီ2ရက်အတွင်းအဲ့တော့ဒီဘက်က6ရှိချင်းရဘာဆင်းပြီးလဲ6ရှိလို့ဆင်းတယ်နော်ဒီဘက်က6 6ချင်းရဘာဆင်းပြီးလဲ6ရှိ6 3ဆိုပြီးတော့9 6ကိုဆင်းတယ်နော်အဲ့တော့ဆက်ကြည့်မယ်9နဲ့3နဲ့ပေါင်းမယ်9 3ပေါင်းတော့နှစ်ထည့်ကြည့်တာ3 2ရက်အတွင်း1 6ပေါင်းတော့ခွန်3နဲ့ပေါင်းမယ်ခွန်3ပေါင်းတော့3ညရဲ့နှစ်ခတ်ကခွန်3ညခွန်ကဒီ2ရက်အတွင်းအဲ့တော့ဒီဘက်ကနှစ်ခွန်ချင်းရဘာဆင်းနှစ်3ချင်းရဘာဆင်းပြီလဲဆိုတော့3 6ဆိုပြီးတော့3တစ်လုံးဆင်းတယ်ဒီဘက်က3ညခွန်ချင်းရခွန်က3ညခွန်ဆိုပြီးတော့သူကအပြီးဆင်းတယ်နော်မျိုးလို့အဲ့တော့မနက်ဖြန်အတွက်ခွန်ပေါင်းမယ်ခွန်ပေါင်းတော့4ထည့်ကြည့်တာ5မနက်ဖြန်အတွက်နော်တရက်ရှိထားတော့3ခွန်ပေါင်းတော့3ညကို6နဲ့ပေါင်းမယ်3ညကို6နဲ့ပေါင်းတော့6ကနှစ်ခတ်က9မနက်ဖြန်အတွက်နော်အဲ့ဒါတော့ရပြီဆိုတော့ကိယ831နော်အဲ့ဒီမှာပฏิပတ်နိုင်တဲ့အမျိုးတွေကပฏิကကျမ9တိပြီးမယ်နော်9တိအဲ့ဒါဆိုတော့ဒါလေးတွေတွဲပြီးမယ်5 4 5 8 5 3 5 6 5 91နဲ့ဆိုတော့1 4 1 8 1 6 1 9 ကသူကနှလုံးမကျန်တော့တယ်เนาะအမျိုးတို့နှလုံးမကျန်တော့တယ်ဆိုတော့9ကတော့နည်းနည်းရန်ကျင်လဲရန်เนาะအောက်မှာရန်ကွက်ထည့်ပြီးမယ်အဲ့ဒါဆိုတော့တဲ့ဒီလိုဆိုရင်8 9เนาะဒါနဲ့လှမ်းပြီးတော့တွဲတာ8 9အဲ့တော့1 9ကရန်ကျင်ရန်
တွဲရမှာဆိုတော့တွဲပြီးတယ်ဒီ9ကရန်49နော်အဲ့ဒါတော့ရတယ်အဲ့ဒါဆိုတော့ဒါမျိုးတို့ကြည့်ထို့နော်ပြီးရင်တော့အာထို့ဒီမှာ main နဲ့ရန်နဲ့တော့ခွဲမပြီးတော့ဘူးနော်ဒီတစ်ကွက်ပဲတိတ်ပြီးတော့ဟိုကမဖြစ်တာသူကနှလုံးလုံးကြံတဲ့အတွက်ဒီတစ်ကွက်ကိုတော့ short ထို့နော်ဒီကို short ထို့ကြံတာလေးတွေကတော့အမျိုးတို့ကြိုက်တယ်လို့ထိုးနော်ရတာတွေကိုကျွန်မအကုန်တွဲပြီးတာကျွန်မပြီးတာ9တက်နော်အကောင်းဆုံးရှာဖွေပြီးထားတယ်မျိုးတို့ကြီးနော်ကျွန်မလည်းဒီနေ့နည်းနည်းနောက်ကျနေအလှူကပြန်လာတော့ပြန်လာကမှကြပြကြရာလေးလောက်ကြတာဆိုတော့အဲ့ဒါဆိုရင်မနက်ဖြန်28ရက်တောက်ကြမနေ့ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါသည်နော်